အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော် depression နဲ့ပတ်သက်ပြီးတော့မှရှင်းပြခြင်းပါတယ်ပထမဦးဆုံးအနေနဲ့ depression ကိုလို့ပြောတဲ့အခါကြာလို့ရှိရင်ကျွန်တော်ကဆရာဝန်တစ်ယောက်လည်းမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်က depression ကိုခံစားခဲ့ရတဲ့ပုဂ္ဂိုလ်ခံစားခဲ့ရတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်နောက်ပြီးတော့ဒါကြောင့်မလို့လဲကျွန်တော်ဒီ depression ကိုခံစားရတဲ့အခါကျတော့ depression နဲ့ပတ်သက်ပြီးတော့သိအောင်ကျွန်တော်စာတွေဖတ်တယ်ပြီးတဲ့အခါမှာကိုယ့်ရဲ့ခံစားရတဲ့ခံစားချက်တွေဘယ်လိုမျိုးဖြစ်လဲဆိုတဲ့ပုံစံတွေကိုလည်းပဲပို့ပြီးတော့မှနားလည်အောင်ကျွန်တော်စူးစမ်းတယ်ဒါကြောင့်မလို့အခုချိန်မှာအခုခေတ်ကြီးမှာ COVID-19 ဖြစ်တဲ့အခါမှာလူငယ်တွေအများကြီးကနေပြီးတော့မှအခက်အခဲတွေဖြစ်ကြတယ်အဲ့ဒီအခက်အခဲတွေကြားထဲမှာ depression ဆိုတဲ့စိတ်ပိုင်းဆိုင်ရာစိတ်ကြယောဂါကိုခံစားရတာများတယ်ဒါကြောင့်မို့တချို့သောလူငယ်လေးတွေဆိုလို့ရှိရင်ကိုယ့်ကိုတက်တည်ကြတဲ့အခြေအနေထိဖြစ်လာတာကိုကျွန်တော်သတင်းတွေမှာဖတ်ရတယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးကဒီမှာရှိတဲ့ညီလေးညီမလေးတွေအတွက်အဆင်ပြေလိမ့်မယ်သူတစ်ဖြင့်depression ဖြစ်တယ်လို့ကိုခံစားရတဲ့လူငယ်လေးတွေဖြစ်ဖြစ်ဒါမှမဟုတ် depression တော့မဖြစ်သေးဘူးဒါပေမဲ့ကိုယ့်ကိုတတိထားမဲ့ပုံစံလေးတွေအနေနဲ့ကျွန်တော်ကဒီဗီဒီယိုလေးကိုရှင်းပြချင်ပါတယ်ခင်ဗျာโอเคဒါဆိုလို့ရှိရင်ကျွန်တော်ကြည့်အောင်နေတိုင်းလိုပဲတင်ဝမ်းနေနေတယ်ပျော်လေကြီးကင်းမစ်စွာနေခဲ့တယ်ဗောနော်နေတယ်လို့ခံစားရလားကိုနောက်ဝါသနာတွေလားနောက်မရှိမိတ်ဆွေတွေမိသားစုတွေအတူနေတဲ့အပေါ်မှာပေါ့နော်ကိုကနေပျောက်ဆုံးသွားတယ်ပျော်ရွှင်ခြင်းတွေပျောက်ဆုံးသွားတယ်စိတ်ဝင်စားမှုတွေလည်းမရှိတော့အဲ့လိုမျိုးကိုဖြစ်တာနောက်အိတ်ဆက်ခြင်းတွေအိတ်တဲ့အခါမှာလားအစာစားတဲ့အခါမှာလားနေ့စဉ်လုပ်တဲ့အလုပ်တွေမှာလားကိုအခက်အခဲတွေဖြစ်တယ်ပြဿနာတွေဖြစ်တယ်ပုံမှန်လုပ်နေတာပဲဒါပေမဲ့ကိုယ်စိတ်ထဲမှာပြဿနာဖြစ်နေတယ်သူများနေလဲအဆင်မပြေဘူးကိုယ်လုံးနေလဲအဆင်ပြေဒီလိုမျိုးဖြစ်နေလားတဲ့ဒီဟာလေးတွေကိုကျွန်တော်စဉ်းစားရမယ့်အချက်လေးတွေဒါဆိုလို့ရှိရင်ဟုတ်ပြီဒါဆို depression ဆိုတာဘာလဲတော့စိတ်သက်ကြတယ်လို့ကျွန်တော်ပြောတယ်စိတ်ကြယောဂဒါဆိုတကယ် depression ကဘာလဲတဲ့ဆိုတော့ကျွန်တော်ဒီဟာလေးကိုကြည့်အောင်လူတိုင်းမှာတစ်ခါတည်းမှာပူဆွေးဝမ်းနည်းခြင်းတွေရှိတတ်ကြတယ်သို့တော်ထိုခံစားချက်တာအများသောအားဖြင့်အချိန်နှဲငယ်ပဲဟုတ်တယ်ကျွန်တော်လူသားတိုင်းမှာဝမ်းနည်းကြတယ်ပျော်ရွှင်ကြတယ်ဝမ်းနည်းတယ်စိတ်ညစ်တယ်စိတ်မကောင်းဖြစ်တယ်စိတ်တွေဒါတွေကဒီခံစားချက်တွေကကျွန်တော်တို့လူတိုင်းခံစားရမယ်ဒါပေမဲ့အဲ့ဒီအရာလေးတွေကခဏလေးပဲလူတွေကဒီချိန်မှာကိုဝမ်းသာပေမဲ့ချိန်ကြလို့ရှိရင်ဝမ်းနည်းတဲ့ချိန်တွေရောက်ချင်းရောက်မယ်တစ်ခုနဲ့တစ်ခုကဒီလိုပဲရှိနေမှာပဲဒါပေမဲ့တကယ်စိတ်ကြယောဂခံစားရပြီဆိုသူဘာဖြစ်လာလဲဆိုတော့သူအိတ်ဆက်တဲ့အခါမှာလားအစားစားတဲ့အခါမှာလားအလုပ်လုပ်တဲ့အခါမှာနေ့စဉ်လုပ်တွေမှာအကျိုးသက်ရောက်မှုတွေရှိတယ်ဘယ်လိုမျိုးရှိလာလဲဆိုလို့ရှိရင်ကိုကအလုပ်အိတ်တဲ့အခါမှာကောင်းကောင်းအိတ်မပြောဘူးကျွန်တော်ဆိုလဲကောင်းကောင်းအိတ်မပြောဘူးเนาะအစားစားတဲ့အခါမှာလဲစားတော့စားတယ်ဒါပေမဲ့ကိုယ့်ကိုဘိုင်ဝရတယ်လည်းမခံစားဘူးအဲ့ဒါမစားချင်ဘူးပြီးတော့အလုပ်လုပ်တဲ့အခါမှာလဲကိုယ်အလုပ်လုပ်ရတဲ့အခါမှာအဆင်မပြေဘူးပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာတယ်အဲ့လိုမျိုးစိတ်ကြဝေဒနာကိုခံစားလို့ရှိရင်ယောဂနာလက္ခဏာတွေကဘာလို့တစ်နေ့လုံးနှီးပါဖြစ်တယ်အဲ့ဒီနှီးပါဖြစ်တဲ့အရာကျွန်တော်တို့ကတရက်လေးဖြစ်တာမဟုတ်သူကအနည်းဆုံးတစ်ပတ်လောက်ကြာတယ်သူ့ရဲ့ဖြစ်တဲ့ပုံစံအနည်းဆုံးနှစ်ပတ်လောက်ကြာနေတယ်ဖြစ်နေတယ်ပေါ့နော်နှစ်ပတ်လောက်ကြာတယ်ပြီးဒီနေ့လေးပြန်ကောင်းရင်ပြန်ကောင်းသွားမယ်ပြီးပြန်ဖြစ်နေဆိုတော့ဒီလိုမျိုးလေးအခြေအနေလေးတွေမှာကျွန်တော် depression စပြီးတော့ဖြစ်တော့မယ်ဆိုတာကိုကျွန်တော်ပြနေပြီ depression ဖြစ်နေပြီဖြစ်တော့မယ်ဆိုတာကျွန်တော်ပြနေပြီတဲ့ဒါဆိုလို့ရှိရင် what are the different types of depression ဆိုတော့ကျွန်တော်တို့ depression တွေရဲ့ types တွေမတူညီတဲ့ types တွေကိုကျွန်တော်ကြည့်အောင်ဘာတွေလဲဆိုတော့ကြည့်အောင်ဒါဆိုပထမဆုံး type ကဘာလဲဆို major depression လို့ခေါ်တယ်အဲ့ major depression ကဘာလဲဆိုရင်တင်ကအလုပ်လုပ်တယ်အိတ်တဲ့အချိန်လိလာမှုတွေစာကြက်တဲ့အခါလားတို့အစားအသောက်တွေစားတဲ့အခါမှာဘဝမှာပျော်မွေ့နိုင်စွမ်းတွေအနောက်ချက်တွေပေးတယ်အဲ့ဒီဟာဘာလဲဆိုရင်ဥပမာကိုအလုပ်လုပ်တယ်နောက်အိတ်တယ်နောက်အိတ်လို့မရအောင်အိတ်ပေးမယ်လေတော့ကိုအိတ်နေတယ်ဒါပေမဲ့အိတ်တာကိုသိနေတယ်နောက်ကိုစာတွေချက်လို့လည်းမရအောင်ကို concentration လုပ်လို့မရအောင်ပြီးတဲ့အခါမှာအစားအစာတွေဘယ်လောက်ပဲကောင်းလေးပါဆိုကိုကမစားချင်စားလို့လည်းတိတ်ပြီးတော့စားလို့မရအောင်နောက်ပြီးဘဝမှာပျော်အားလုံးကပျော်နေတယ်ဒါပေမဲ့ကိုကမပျော်ဘူးအဲ့လိုမျိုးဖြစ်နေအဲ့ဒီဟာဘယ်လိုဖြစ်လဲဆိုရင်เนาะကိုကရက်တိုင်းဖြစ်နေနှစ်ပတ်ထဲမှာဖြစ်နေအဲ့လိုမျိုးအနည်းဆုံးသူကနှစ်ပတ်လောက်ဖြစ်အဲ့လိုမျိုးအဲ့ဒါဆိုရှင်ဒါ major depression တစ်ခုဖြစ်နေပြီ major depression နောက် depression တစ်ခုကိုကျွန်တော်စိတ်ကြယောဂတစ်ခုတကယ်ဖြစ်နေပြီဆိုတာကျွန်တော်သိရတယ်နောက်တစ်ခုကဆိုလို့ရှိရင်ဘာလဲဆိုရင် persistent depressive disorder ဆိုတာအဲ့ဒါကအမြဲတမ်းစိတ်ကြယောဂဖြစ်တာအဲ့ဒါဘာလဲဆိုရင်အဲ့ဝေဒနာရှင်တွေကခုနကကျွန်တော်ပြောတဲ့ဟာတွေကိုအနည်းဆုံးသူကနှစ်လောက်ခံစားနေရတယ်နှစ်နဲ့ချီပြီးခံစားရပြီသူကတလားနှစ်လလည်းမဟုတ်ဘူးတစ်ပတ်နှစ်ပတ်လည်းမဟုတ်သူနှစ်နဲ့ချီပြီးကြာရှည်ဖြစ်လာပြီတခါတလေဘယ်လောက်တော့ဖြစ်လာလဲဆိုအဲ့စိတ်ကြဝေဒနာပြင်းထန်တဲ့နောက်ကလက္ခဏာတွေဖြစ်တော့ရှိတယ်နော်အဲ့လိုအဲ့ဒီအချိန်အဲ့လိုမျိုးတွေဖြစ်လာတယ်တဲ့ဒါဆိုရင်ဒါဆိုဟုတ်ပြီ
အဲ့ဒီ depression အပြင်ကျွန်တော်တို့ကဒါကတော့ကျွန်တော်တို့ဖြစ်လေဖြစ်တာရှိတဲ့အရာတွေခုနဟာလေးဖြစ်ပြီဆိုတာကျွန်တော်တို့သတိထားရမယ်ဒီဟာလေးတွေဖြစ်တယ်ဆိုလေကျွန်တော်ကြည့်အောင်ဆက်ပြီးတော့ perinatal depression ဆိုတာအဲ့ဒါကကြတော့ကျွန်တော်အမျိုးသမီးတွေမှာတော်တော်များဖြစ်တယ်သူကဘယ်လိုလဲဆိုရင်ကိုယ်ဝင်ဆောင်တဲ့အချိန်မှာလားဘီဖွားပြီးတဲ့အချိန်မှာသူကစိတ်ကြယောဂါတွေဖြစ်တတ်တယ်ဒါကတော့ကျွန်တော်တို့ကကလေးမီးဖွားတဲ့အချိန်မှာလားကိုယ်ဝင်ဆောင်တဲ့အချိန်မှာဒါအမျိုးသမီးတွေဖြစ်လေဖြစ်တာရှိတယ်နောက်တစ်ခုကဘာလဲဆိုရင် seasonal affective disorder ဆိုတာဒါကဘာလဲဆိုလို့ရှိရင်ပေါ့နော်ဥပမာပြတချို့သောပုံကိုယ်တွေရှိပါတယ်နော်မိုးအုပ်နေတယ်ဆိုဝမ်းနေတယ်ဘာဝမ်းနေမြဲမသိဘူးနော်ဆောင်းတွင်းရောက်လာတယ်ဆိုလဲဝမ်းနေတယ်တခုခုဝမ်းနေတယ်နွေဦးပေါက်လာတဲ့အခါကျတိရွက်တွေကျွေလာတဲ့အခါကိုယ်ကလည်းစိတ်ပိုင်းဆိုင်ရာခံစားချက်တွေဖြစ်တယ်ဘာကိုခံစားနေမှမသိဘူးဒီလိုမျိုးတွေဖြစ်တယ်ဒါကို seasonal affective disorder လို့ခေါ်တယ်နောက်ခုကတော့ psychotic depression ဆိုတာဒီ psychotic depression ကြတော့ဘယ်လိုလဲဆိုလို့ရှိရင်ကိုကဒီအဲ့လိုပြင်းထန်တဲ့စိတ်ကြယောဂနဲ့စိတ်ပိုင်းဆိုင်ရာပုံစံအမျိုးမျိုးသူကရှိတယ်ဘယ်လိုလဲဆိုဥပမာဆိုရှင်ကိုကနေပြီးတော့မှတကယ်တော့သူအပြေမှာမရှိဘူးဒါပေမဲ့အဲ့ဒါကိုဘယ်လိုခံစားလဲရှိတယ်လို့ခံစားရတယ်ဒါတော့ရှိနေတယ်ခက်တဲ့ကိုနားထဲမှာကို့အတန်ကိုခေါ်နေတာလားကို့နာမည်ခေါ်နေတာလားအဲ့လိုကိုယ့်အတန်ကိုကိုပြန်ကြားရတယ်ပြီးလို့ရှိရင်ကို့အတန်ကိုပြောနေကိုသူများခေါ်နေတဲ့အတန်တွေကိုကြားနေရတယ်ပြီးတော့မျက်စိမှာလည်းပဲဘယ်လိုပြောမလဲကိုကတကယ်တော့လက်တွေ့မှာမရှိကိုကမြင်နေရတယ်အဲ့လိုမျိုးမမြင်နိုင်သောစိတ်ဒါပေမဲ့ကိုကစိတ်ရှုပ်စိတ်ထွေးမှုတွေရှိတယ်ပေါ့နော်။ခါကျရင်ကိုကတန်တွေကကြားနေကိုလမ်းလျှောက်တော့ဒါမျိုးလေးတွေကျွန်တော်ရှိတယ်တဲ့ဒါဆိုရင်စိတ်ခံစားမှုဆိုင်ရာ depression ပေါ့နော်စိတ်ကြယောဂဖြစ်တယ်ဒါစိတ်ကထင်တဲ့ဟာကိုကိုကတကယ်ရှိတယ်လို့ခံစားရတဲ့ဟာမျိုးတစ်ခုဖြစ်တယ်ဒါဆိုလို့ရှိရင်ဟုတ်ပြီဒါဆိုရင်စိတ်ကြတာကိုဘာကြောင့်ဖြစ်တာလဲကျွန်တော်ပြောတယ်သူ့ရဲ့ type တွေကျွန်တော်ပြောခဲ့တယ်ဒီခါကျတော့ကျွန်တော်တို့ကသူ့ရဲ့ cause ဘာကြောင့်ဖြစ်တာလဲကျွန်တော်စဉ်းစားကြည့်အောင်သိပ္ပံပညာရှင်တွေကတော့ဘယ်လိုမျိုးသတ်မှတ်လဲဆိုရင်စိတ်ကြခြင်းရဲ့အကြောင်းရင်းကိုလေ့လာကြတဲ့အခါမှာတဲ့သူတို့ဘယ်လိုသူသေသနာလုပ်ကြလဲဆိုတော့ဗီဇမျိုးရိုးဗီဇကြောင့်ဖြစ်လာတယ်နောက်တော့ဇီဝဗေဒပေါ့နော်ဇီဝခန္ဓာကိုယ်ပိုင်းဆိုင်ရာအကြောင်းလည်းဖြစ်နိုင်တယ်နောက်သဘာဝပတ်ဝန်းကျင်နဲ့စိတ်ပိုင်းဆိုင်ရာအချက်လက်တွေနော်ပေါင်းစည်းခြင်းဒီစိတ်ကြယောဂါကြီးခန်းခန္ဓာမပေါဝင်တယ်ပြောချင်တာပါလဲဆိုပတ်ဝန်းကျင်လို့ပြောတဲ့အခါဥပမာပြကိုကနေပြီးတော့မှဆေးစားတယ်ပေါ့ဘိန်းစားတယ်ပေါ့ဒါဆိုလို့ရှိရင်လည်းဖြစ်နိုင်တယ်တဲ့နောက် stress တွေပတ်ဝန်းကျင်ကြောင့်မလို့ကိုက stress တွေအလုပ်တွေကြောင့်မလို့ stress တွေအများများတယ်ဒီလိုမျိုးအချိန်မှလည်းဒါဖြစ်နိုင်တယ်ပေါ့နော်နောက် personal ဒီ physical health ပေါ့နော်ကျန်းမာရေးဆိုင်ရာနောက်မှဆိုလည်းရှိတယ်ပေါ့နော်စိတ်ကြယောဂလေးနဲ့တော့ယောဂများဖြစ်စေတော့နော်စီးကြိုတို့ကင်ဆာတို့နှလုံးယောဂတွေနောက်ပါကင်ဆန်ယောဂတွေဒီလိုမျိုးအချိန်တွေမှာလည်းပဲသူဖြစ်နိုင်တယ်နောက်တစ်ခုကအဲ့ဒီဆေးတွေကိုတောက်တဲ့အခါမှာခြားတော့အဲ့ဆေးတွေကကြောင့်မလို့ side effect တွေဖြစ်တယ်ဥပမာဆိုလို့ရှိရင်သွေးကြစီတောက်တယ်သွေးကြစီနှိရှိလာများတောက်ရတဲ့အခါကျတော့ခါကျရင် side ဒီကျွန်တော်တို့က6စစ်စီကြော်ပြီးတောက်ရတယ်တောက်မိသွားတယ်ဆိုရင်များလာတဲ့အခါကျတော့အဲ့ဒီ side effect ကဘာဖြစ်စေလဲဆိုစိတ်ကိုကြစေတယ်ဒီလိုမျိုးတွေကြောင့်လည်းပဲဖြစ်နိုင်တယ်သူရဲ့ causes တွေကနော်လို့ဖြစ်နိုင်တယ်ဒါတွေလည်းပဲကျွန်တော်အသေးစိတ်ကိုလေ့လာခြင်းတယ်ဆို www.nrmh.nih.gov မှာလည်းပဲကျွန်တော်လေ့လာလို့ရပါတယ်နော်ဒါဆိုလို့ရှိရင် depression is one of the most common mental disorders in the USA မှာလည်းပဲဒါဆိုလို့ရှိရင်ဖြစ်နေတယ်အဲ့လိုပြောလို့ US မှာဖြစ်တာမဟုတ်ဘူးတော့နိုင်ငံတော်များများဖြစ်တယ်ကျွန်တော်နိုင်ငံမှာလည်းဖြစ်တာတွေ့ရတယ်ဒါဆိုရင်ကျွန်တော်ကြည့်အောင်သူ့ရဲ့ sign တွေကဘယ်လိုရှိလဲသူ့ symptoms တွေဘယ်လိုရှိလဲဆိုတာကိုကျွန်တော်လေ့လာကြမယ်ဒါဆိုဟုတ်ပြီကျွန်တော်တို့စိတ်သက်ကြတယ်ဝမ်းနည်းတယ်စိတ်သက်ကြတယ်ဒီစိတ်ပိုင်းဆိုင်ရာဖြစ်နေတဲ့အရာတွေအောင်နော်စိတ်ကြောက်ဝေဒနာရှိသူတွေအချို့မှာဆိုရင်လုံးဝဝမ်းနည်းခြင်းမျိုးမရှိဘူးကဝမ်းနည်းမှစိတ်သက်ကြမှစိတ်ကြယောဂါလို့လည်းမဟုတ်ဘူးတချို့နဲ့တယောက်နဲ့မတူကွဲပြားခြားနားတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ကွဲပြားခြားတဲ့လက္ခဏာတွေရှိတာဒါဆိုရင်သူ့ရဲ့လက္ခဏာတွေကဘယ်လိုမျိုးဖြစ်လဲဆိုရင်အဆက်မပြတ်ဝမ်းနည်းနေတယ်စိုးရိမ်နေတယ်တချို့ကြလည်းမျောလင်းခြင်းကိမဲ့ပြီးတော့ဘာမှမျောလင်းလို့မရတော့ဘူးစိတ်ပြတ်ပြီးတော့တခုဆိုမကောင်းတဲ့ဘက်ကပဲပြင်တော့တယ်နောက်တချို့ကြ guilty ပေါ့နော်အပြစ်ရှိတယ်လို့ခံစားရတယ်ပြီးကောင်းကလည်းတန်မိုးမရှိတော့ဘူးဖြစ်လာတယ်တချို့ကြတော့ဝါသနာတွေကိုယ့်ရဲ့လှုပ်ရှားမှုတွေကိုလည်းစိတ်ဝင်စားတော့ဘူးเนาะအပျော်ပါးတွေဘာမပျော်စရာမရှိတော့ဘူးလောကကြီးဆိုတာအဲ့လိုဖြစ်သွားတယ်ပေါ့နော်တချို့ကြတော့လေကိုယ့်ရဲ့ energy တွေကျသွားတယ်နောက်ပင်ပန်းပြီးတော့မှတခုလောက်တော့နှေးကွေးသွားတယ်ဒီအချိန်ဒီလိုမျိုးလေးလေဒါသူဆိုင်းနေပြတာပေါ့နော်နောက်တစ်ခုကအာယုံစူးစိုက်လို့မရအောင်တခုခုဆိုရင်နောက်မှတ်မိဖို့နောက်ဆုံးဖြတ်ချက်ချဖို့အတွက်ခက်လာတယ်သူကလေတခုကိုမှတ်ဖို့လည်းခက်လာတယ်ဒါမှမဟုတ်သူကဆုံးဖြတ်ချတော့မယ်ဆိုရင်သူကဆုံးဖြတ်ချက်ချဖို့ခက်ခဲလာတယ်အာယုံစူးစိုက်လို့မရအောင်နောက်တစ်ခုကအိတ်ဖို့ခက်ခဲလာတယ်
ကျွန်တော်ဆိုလို့ရှိရင်ဘယ်လိုဖြစ်လဲဆိုအိတ်တာကျွန်တော်အရင်ခတ်တယ်အိတ်တရားကိုတိနေတယ်ဒီလိုဖြစ်တယ်ပြီးလို့ရှိရင်မနေ့အစောကြီးအိတ်လိုက်တယ်မနေ့အစောကြီးပဲထနေပြီအဲ့လိုမျိုးပေါ့နော်ပြီးတော့အစာစားခြင်းနဲ့စိတ်တွေလည်းပျောက်သွားတယ်အဲ့လိုမျိုးအစာစားခြင်းပျောက်တဲ့ကြောင့်ကိုလေးခြင်းညာလည်းပြောင်းလဲသွားတာတွေ့ရတယ်ကျသွားတယ်ပေါ့နော်နောက်တော့ဘာလဲဆိုကိုတက်တည်ခြင်းလာတယ်ကိုကအသေးခံခြင်းနဲ့ကားအောက်တွေကိုထိုးချခြင်းနဲ့ပြီးလို့ရှိရင်အမြင်ရနေခုန်ချတယ်တရားပေါ်ကနေခုန်ချတယ်ဆေးတွေတောက်ပြီးကိုတက်တည်ခြင်းနဲ့အေးဆေးတွေတောက်ခြင်းနဲ့ဒါတွေအမိမိကိုတက်ဖို့အတွက်ကြံစီတယ်ပြီးတော့ကိုစိတ်ကကနာမငြိမ်ဖြစ်တယ်ပေါ့နော်စိတ်ကကနာမငြိမ်ဖြစ်တယ်ကိုစိုးရိမ်နေကနာမငြိမ်ရင်းနေတုံလာတယ်ကနာမငြိမ်ဖြစ်တယ်ဒါတွေဖြစ်ပါတယ်တဲ့နောက်ရှင်းလင်းပြတော့ရုပ်ပိုင်းဆိုင်ရာအကြောင်းမရှိပဲနဲ့နော်ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာဘာမှမဖြစ်ဘူးကိုကခေါင်းမကိုက်ဘူးဒါပေမဲ့ကိုကခေါင်းကိုက်နေတယ်ကိုကလေဒီဥပမာဖြင့်ကိုကခေါင်းလေးမကိုက်ပဲကိုကကိုက်နေတာမျိုးပြီးလို့ရှိရင်ကိုကတခုဆိုရင်မနာဘူးဒါပေမဲ့ကိုစိတ်ထဲမှာကနာနေတယ်တခုဆိုရင်ခံစားနေတယ်ဒီလိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်ဒါဒီလက္ခဏာတွေတွေ့ပြီဆိုလို့ရှိရင်ကျွန်တော်စိမ့်သိတယ်ဒါဆိုရင်တော့စိတ်ကြယောဂဖြစ်နေပြီဆိုတာကိုကျွန်တော်တွေ့ရဒါဆိုလို့ရှိရင်ကျွန်တော်တို့ကစိတ်ကြယောဂဖြစ်တယ်လို့ပြောတဲ့အခါမှာတဲ့ကျွန်တော်ကဒီ depression က looks different for everyone တယောက်နဲ့တယောက်နဲ့က different ဖြစ်တယ်ဆိုတော့ကျွန်တော်သိရမယ် different ဖြစ်တယ်လို့သူကပြောတယ်နော်ဘာလဲဆိုလို့ရှိရင်တဲ့ဒီမှာဆိုလို့ရှိရင် different looks ဘာလဲဆိုလို့ရှိရင်ကျွန်တော်ကြည့်ရတဲ့အခါတယောက်မတူဘူး depression ကdepression affect different people in different ways ပေါ့နော်တယောက်တော့မတူတယောက်တော့ခံစားပုံတွေတော့မတူဥပမာဆိုအမျိုးသမီးတွေအတွက်အမျိုးသမီးအမျိုးသားများထပ်ပိုပြီးစိတ်ကြယောဂဖြစ်လေရှိတယ်ဆိုတာကိုresearch မှာတွေ့ခဲ့ရတယ်နော်ဒါသတိထားမိတယ်တဲ့ဇီဝဗေဒသူတို့မှာဘာကြောင့်လဲဇီဝဗေဒရောက်ဖြစ်ဖြစ်ဘဝတက်တန်တဲ့အမျိုးသမီးတွေအတွက်ဆိုထူးခြားတဲ့ဒီဟော်မုန်းပြောင်းလဲတွေကြောင့်မလို့သူတို့ဘာဖြစ်သွားစေလဲဆိုရင်ဒီစိတ်ကြယောဂါတွေဖြစ်စေနိုင်ပါတယ်တဲ့စိတ်ကြဝေဒနာခံစားနေရတဲ့အမျိုးသမီးတွေကဆိုပုံမှန်အားဖြင့်ဆိုတော့သူတို့ဝမ်းနေကြတာကိုတွေ့ရတယ်ဒါအမျိုးသမီးမှာဖြစ်တဲ့ပုံစံသူတို့ကဇီဝဗေဒခန္ဓာကိုယ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေသွေးသားဟော်မုန်းပြောင်းလဲတွေကြောင့်မလို့ဒီလိုမျိုးချိန်တွေမှာသူတို့ကဖြစ်လေဖြစ်တာရှိတယ်နောက်ပြီးလို့ရှိရင်ဘဝတက်တန်တွေအမှဖြစ်အသက်တွေ40ကျော်လာတဲ့အခါမှာအမျိုးသမီးတွေသွေးဆုံးသွားတဲ့အခါမှာဒီလိုမျိုးဖြစ်တဲ့အခါမှာအသက်အရွယ်ရလာတဲ့အခါမှာဒီလိုမျိုးစိတ်ကြယောဂါဖြစ်တတ်တယ်တဲ့အမျိုးသားတွေကြတော့ဘယ်လိုဖြစ်လဲဆိုရင်တဲ့အမျိုးသားတွေစိတ်ကြယောဂါဖြစ်တဲ့အခါမှာပင်ပန်းနှွမ်းနေတာတယ်စိတ်တွေတိုးလာတယ်သူတို့ကအချိန်မှနော်ပျော်ခဲ့ဘူးတဲ့အလုပ်တွေဒါမှမဟုတ်နော်လှုပ်ဆောင်တဲ့အခါမှာလည်းစိတ်မပါတော့ဘူး။နော်မူရည်စီပါသို့မဟုတ်အရက်တွေကိုလည်းပဲနော်သုံးဆွဲလာတယ်ဒါမှမဟုတ်အိတ်ဆက်ချင်းတွေမှာလည်းပဲပြဿနာတွေဖြစ်လာတယ်။နော်အိတ်လို့လည်းမရတော့ဘူး။အဲ့ချိန်မှာသူအရက်တွေတောက်လာတယ်မူရည်စီပါတွေဒါတွေက depression တွေပဲ။မျိုးသားများစွာသူတို့စိတ်ထဲကြတဲ့ခါကိုနော်အတိအမဲ့မပြူပဲနဲ့အကူအညီမတောင်းဘူး။မျိုးသားတွေအဲ့လိုဖြစ်တဲ့အခါကြလို့ရှိရင်နော်အရက်တွေဆက်တောက်နေကြတယ်။ဘာမှအကူအညီမတောင်းတော့ဘူး။ဒါဆိုကျွန်တော်ပြန်ကြည့်ရမှာကျွန်တော်ပတ်ဝန်းကျင်မှာရက်အရန်တောက်နေတဲ့မျိုးသားတယောက်ဆိုဒါသူ depression ဖြစ်တယ်လို့ပြောလို့ရတဲ့အခြေအနေရှိတယ်။မူရည်စေဝါသုံးဆွဲတယ်ဒါတွေအားဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်ရာအရာဆိုရှင်ကျွန်တော်စိတ်ထက်ကျနေတဲ့ယောဂလက္ခဏာဆိုတာကိုတွေ့ရတယ်မျိုးသားတွေမှာနောက်တစ်ခုကကျတော့ older adults နော်အသက်ကြီးတဲ့ပုံကိုယ်တွေအသက်အရွယ်ကြီးသွားတဲ့သူတွေမှာဆိုလို့ရှိရင်ပေါ့နော်ဒီယောဂလက္ခဏာတွေကမပြနိုင်ဘူးတဲ့သို့မဟုတ်နော်ဝမ်းနေခြင်းသို့မဟုတ်နော်ဝမ်းနေခြင်းခံစားရသူတွေကိုသူတို့ဝင်းရံနဲလိမ့်မယ်တဲ့သူတို့ကနော်ဘာဆိုလို့ရှိရင်စိတ်ရယောဂမှာအသက်အရွယ်ကြီးသူများမှာသိတာထင်ရှားတဲ့လက္ခဏာတွေမပြနိုင်ဘူးအသက်ကြီးတဲ့အခါကျတော့သူတို့ဝမ်းနေနေလားဘာဖြစ်နေကျွန်တော်မတွေ့ရဘူးသူတို့စိတ်ဓာတ်ကျယောဂဖြစ်စေတဲ့ဘာဆိုနှလုံးယောဂကဲ့သို့ဆေးတွေတောက်တဲ့အခါမှာသူတို့ဖြစ်လိမ့်ရှိတယ်တဲ့စိတ်အဲ့နှလုံးယောဂနဲ့ပတ်သက်တဲ့ဆေးတွေဝါးတွေတောက်တော့ရဲ့အခါကျရင်သူတို့စိတ်ပိုင်းဆိုင်ရာကျလာအောင်ကျွန်တော်တွေ့ရတယ်နောက်ကကလေးငယ်တွေမှာနော် younger children ပေါ့အငယ်ဆုံးကလေးတွေမှာစိတ်ရယောဂအဲ့ကလေးငယ်တွေကဘယ်လိုဖြစ်လဲဆိုရင်ကလေးတွေကဖျားနာခြင်းနော်ကျောင်းတို့မသွားကလေးကတကယ်ဖျားလာဆိုမဖျားဘူးဒါပေမဲ့သူကဖျားနေကျောင်းတို့မသွားခြင်းမိဘကိုပဲတွေ့ကပ်ပြီးနေတတ်တယ်နောက်တရရောက်များဆုံးသွားမလားဆိုစိုးရိမ်တဲ့ပုံစံတွေတော့အမြဲရှိတယ်ဒါဆိုဒီကလေးလေးကစိတ်ကြယောဂါတွေရှိနေတယ်ဆိုတော့ကျွန်တော်သိရတယ်နောက် older children ပေါ့တက်ကြီးရဲ့ဒီအသက်ကြီးတဲ့နော်ငယ်ဆုံးမဟုတ်ဘူးသူအကြီးရဲ့ကလေးလေးတွေမှာကြတော့ဘယ်လိုရှိလဲဆိုအသက်အရွယ်ဦးတဲ့ကလေးမှာနောက်ဆေကျော်သက်တွေမှာသူတို့မှာဘာဖြစ်လဲကြောင်းတက်တဲ့အခါပြဿနာရှိတတ်ကြတယ်နောက်စိတ်တွေရှုပ်ထွေးတတ်ကြတယ်ပြီးလို့ရှိရင်စိတ်ကြဝိညာဉ်ခံစားရကြောင်းသူတို့ဘာစိုးရိမ်တတ်ကြတယ်ပြီးတော့အစာစားတဲ့အခါမှာလားနောက်တစ်ခုကဘာလဲပစ္စည်းဥစ္စာတွေလွဲသုံးစားလုပ်ကြတယ်ပြီးလို့ရှိရင်သူတို့တော့တခုပစ္စည်းဥစ္စာတွေကိုသူအလွဲသုံးစားလုပ်တယ်ဒီလိုမျိုးလက္ခဏာတွေရှိတာဒီကလေးဒီဒါစိတ်ပိုင်းဆိုင်ရာတခုခံစားနေရပြီဆိုတာကိုကျွန်တော်တို့တွေ့ရနိုင်ပါတယ်ဆိုအားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကဒီမှာရှိတဲ့ညီကိုမောင်နှမတွေထားထောင်တဲ့ညီကိုမောင်နှမတွေအတွက်အသုံးဝင်လိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်နောက်နေ့မှာလည်းပဲဒါဆိုရင်
ကျွန်တော်တို့ဒီလိုမျိုးဖြစ်ပြီး depression ဖြစ်ပြီးဆိုဘယ်လိုမျိုး overcome လုပ်ကြမလဲကျွန်တော်တို့ overcome လုပ်ကြမလဲဆိုတာကိုကျွန်တော်တင်ပြချင်ပါတယ်ဒီကနေ့ဒီဗီဒီယိုလေးကဆိုလို့ရှိရင်ကျွန်တော်ကတော့ဒေါက်တာတယောက်မဟုတ်ဘူးဒါပေမဲ့လည်းပဲဒီကျွန်တော် psycho နဲ့ကြောင်းပြီးပါတယ်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်ကိုယ်တိုင်လည်းပဲ depression ကိုခံစားရတယ်ခံစားရကြတော့ကိုလိလာထားတဲ့စာအုပ်တွေရယ်ပြီးတဲ့အခါမှာကိုဖတ်ထားတဲ့အရာတွေကိုလိလာထားတဲ့အရာတွေနဲ့ဆရာဆရာမတွေပြောပြတဲ့ဟာတွေကိုကျွန်တော်ကဒီလိုမှကြားနာပြီးတဲ့ကြားပြီးတော့မှကျွန်တော်မှတ်သားတဲ့အရာတွေကိုဒီမှာရှိတဲ့ညီကိုတွေကိုပြန်ရှင်းပြခြင်းဖြစ်ပါတယ်အဓိကဘာကြောင့်ပြန်ရှင်းပြရလဲဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမှာ COVID ဖြစ်တဲ့အကြောင်းမလို့စီးပွားရေးတွေကျသွားတယ်ခက်ခဲတွေဖြစ်လာတဲ့အခါမှာလူငယ်တွေကကိုအထိပ္ပယ်တွေမရှိတော့ဘူးတန်မှုမရှိတော့ဖြစ်ပြီးတော့မှ depression တွေဖြစ်ပြီးကိုယ့်ကို suicide တွေလုပ်လာတာကိုကျွန်တော်စာတွေမှာတွေ့ရတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကိုဝေမျှခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ